လူတိုင်းမှာတူညီတဲ့အစွမ်းအစတွေရှိကြတယ်။တိုင်းလန်းလျှောက်နိုင်တယ်စကားပြောနိုင်တယ်ပြေးနိုင်တယ်တူညီတဲ့အစွမ်းအစတွေပေးထားတယ်။ထုတ်သုံးတဲ့အပေါ်မှာမူတည်ပြီးတော့မှလူတစ်ယောက်နဲ့တစ်ယောက်နဲ့အရေးချင်းတွေကကွာသွားတာ။ဘောလုံးကန်တက်ထားခြင်းအတူတူဘာလို့ရိုနယ်ဒိုလို့မဖြစ်လဲ။ဓာတ်ပုံရိုက်တတ်တယ်ဆိုလို့ရှိရင်ဘာလို့ professional ဓာတ်ပုံဆရာမဖြစ်တာလဲ။ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲဆိုလို့ရှိရင်အဲ့ဒီအစွမ်းကိုမှအစလေးပဲထုတ်သုံးတဲ့လူနဲ့အစွမ်းကိုကုံအောင်ထုတ်သုံးတဲ့လူနဲ့ကွာခြားသွားလို့လူတိုင်းကအစွမ်းကုန်လုံးနိုင်တယ်နော်ကိုယ့်ရဲ့ရင်ထဲကလာတဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့မှပြောင်းလဲသွားတာကျွန်မနိုင်ငံခြားမှာအလုပ်လုပ်တော့ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်လေးကျွန်မကနေ့စဉ်နေ့တိုင်းမနေ့အိပ်ရာထားပြီးဆိုတာနဲ့အလုပ်သွားရမယ့်သူတွေအတွက် breakfast ပြင်ပေးတယ်ပြီးတာနဲ့ကျွန်မရဲ့ရင်စိုးလောက်ရှိတဲ့ခွေးကြီးကြီးပဲအဲ့ဒီခွေးကိုအောင်အိမ်ထဲကိုထည့်ပိတ်ထားပြီးတော့မှခြံတကားကိုဖွင့်ထားရတယ်သူတို့အားလုံးသွားပြီဆိုမှကျွန်မခြံစီကိုတကားကိုပိတ်ဒီခွေးကိုလှောင်အိမ်ထဲကနေပြန်လွှတ်ထားအဲ့ဒါကျွန်မမနေ့တိုင်းလုပ်ပေးရတယ်အလုပ်တစ်ခုတနေ့လဲကြာရောကျွန်မကအိမ်ထဲမှာအလုပ်လုပ်နေတာကျွန်မနဲ့အလုပ်တူတူလုပ်နေတာဖလပိုင်ကအန်တီတယောက်ရှိတယ်သူကအိမ်မောကနေပြီးတော့ဆင်းလာတယ်နင်းနဲ့ခြံတကားမပိတ်ရသေးဘူးနော်တဲ့ဟုတ်တယ်လို့မပိတ်ရသေးဘူးလို့အဲ့ဆိုရင်ဂျက်ကီရောတဲ့ဂျက်ကီကိုလှောင်အိမ်ထဲမှာထည့်ထားတယ်ဆိုဟုတ်လားတဲ့တေချာသွားကြည့်အောင်တော့တဲ့ဟိုဘက်အိမ်ရှိမှာတဲ့ခွေးတွေကြိုက်နေတဲ့အတန်ကြားတယ်ဆိုကမှကြပြားကစီထွက်ကြည့်လိုက်တယ်ကြည့်လိုက်ကောဟာလမ်းလျှောက်ထွက်လာတဲ့ခွေးနဲ့ကျွန်တော်တို့အိမ်ကခွေးကထွက်ပြီးတော့မှအဲ့ဒီခွေးကိုသွားကြိုက်တာပိုင်ရှိရသူ့ခွေးကိုကြိုးကြီးနဲ့ဆွဲပြီးတော့မှပြင်ထိုင်ရကြီးလဲနေကျွန်တော်တို့အိမ်ကခွေးကိုကြတော့ဘေးအိမ်ကလူကခြံတကားကနေမှအပြင်ကိုလှမ်းပြီးတော့မှခွေးကလဲပင်ကျိုးကိုဆွဲထားတယ်အဲ့ဒါလည်းမြင်ရောကျွန်မလန့်ဖြတ်သွားအဲ့မှာတောက်အားလန့်အားလည်းအဂျက်ကီကိုဆွဲပြီးတော့အိမ်ထဲကိုထည့်လာပြီးတော့မှလောင်အိမ်ထဲထည့်ပိတ်ထားလိုက်ကျွန်မတက်စီကိုတကားတော့ခတ်နေတော့ခုနခွေးနဲ့လဲနေတဲ့လူကြီးကရောက်ချလာနေအလုပ်ရှင်ကိုခေါ်ပေးတယ်တရားစွဲမယ်စဉ်းစားကြည့်ပါအဲ့ကိစ္စကျွန်မကိစ္စလေးကျွန်မတာဝန်လေကျွန်မလုံးဝမေ့သွားတာမေ့သွားတယ်ဆိုရင်ကျွန်မရဲ့ပေါ်ဆောင်မှုဖြစ်သွားတယ်အဲ့ဒီလူကသာအလုပ်ရှင်ကိုတကယ်တရားစွဲလို့ရှိရင်ကျွန်မကအဲ့ဒီအိမ်မှာတက်အလုပ်လုပ်ရမှာမဟုတ်တော့ဘူးသွားမစင်စားနဲ့ပြန်ပေးတော့ပဲအကျွေးစနစ်နဲ့သွားတာဖြစ်တော့ကျွန်တော်အကျွေးမကြည့်သေးဘူးအိမ်ဝင်တော့ပတ်ဆက်မပို့ရသေးကျွန်မပြန်ရမယ်ကိစ္စလေအလုပ်ရှင်တည်သွားရင်တေချာတယ်ငါ့ကိုပြန်လွှတ်တော့မယ်ငါသားသမီးတွေကိုကြောင်းထားဖို့တော့ငါဘယ်လိုတွေဆက်လုပ်တော့မလဲဆိုတော့စိုးရိမ်စိတ်တွေပူပင်တော့ကတွေနဲ့အဲ့အတွေးတွေကချက်ချင်းကျွန်မအုံနောက်ထဲကိုတန်းစီပြီးဝင်လာတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူကိုတောင်းပန်လာအဲ့ဒါကျွန်မကြောင့်ဖြစ်တာပါကျွန်မတောင်းဝင်မှာကျွန်မတောင်းပန်ပါတယ်အိမ်ရှင်ကိုအဲ့လိုလုပ်လိုက်ပြီးဆိုတော့ကျွန်မချက်ချင်းပြန်ရတော့မှာကျွန်မအိမ်မှာကလေးတွေရှိတယ်ကျွန်မကလေးတွေအတွက်ကျွန်မကလာအလုပ်လုပ်ရတာပေါ့ကျွန်မကိုခွင့်လွှတ်ပေးပါတီးခံပေးပါဆိုပြီးကျွန်မမျိုးစုံအောင်တောင်းပန်လာအဲ့လူကိုအဲ့လိုစကလုံးတွေဘလို့တွေထွက်သွားမှန်းတော့မသိလိုက်ဘူးရင်ထဲမှာဘလောက်စိုးရင်တော့ကတွေများပြီးတော့ပြဿနာကြီးကိုပြင်လေခြင်းနဲ့စိတ်ဆန္ဒဘလောက်တောင်ပြင်းပြလဲဆိုတော့လေအော်စရာကြီးနော်အဲ့လူကျွန်မတနာသွားပုံရတယ်သိလားသူ့ခွေးလေးဆွဲပြီးတော့လှက်ပြန်သွားကျွန်မကလေဦးတွေကိုကိုထားချင်စိတ်ပေါက်တာအဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တို့အိမ်ရှိပလက်ဖောင်းဘက်ကနေသူလမ်းမလျှောက်တော့ဘူးကျွန်တော်တို့ရဲ့မျက်နှာချင်းဆိုင်လမ်းရဲ့ဟိုဘက်ချမ်းကနေပြီးတော့ပဲသူ့ခွေးလေးကိုဆွဲပြီးတော့လမ်းလျှောက်တော့တယ်ကျမကိုတွေ့တိုင်းလေသူလက်ပြတယ်ပြုံးပြတယ်အမြဲတမ်းနှုတ်ဆက်တယ်ကျမလည်းအမြဲတမ်းကျေးဇူးတင်ပါတယ်နဲ့အမြဲတမ်းပြောပြတယ်အဲ့အန်ဒီကမေးတယ်နင်ဘလို့ပြောလိုက်လဲတဲ့အဲ့လူလှက်ထွက်သွားတယ်ဘာလို့ तू ကအံ့ဩတာလဲဆိုလို့ရှိရင်အဲ့ဒီလူနဲ့ကျမတို့အလုပ်ရှင်တွေကထိတ်တိုက်ပြဿနာတက်ဖူးတယ်အဲ့လူကန်းဆောင်ထွက်တိုင်းအိမ်ရှိရောက်လို့ရှိရင်သူ့ခွေးကိုရက်ပြီးတော့မှကျမတို့အိမ်ထဲကခွေးတယ်ကိုလေချန်စီကိုအတွင်းနဲ့အပြင်နဲ့ကိုဟာကြိုက်ချင်လို့ဆူးညံ့နေတော့တာပဲအဲ့ဒါ तू ကအမြဲတမ်းလုပ်နေကြအဲ့လိုလုပ်တဲ့ခါကျတော့အင်ရှင်ကနောက်တစ်ခါဒါမျိုးလုပ်ရင်တရားစွဲမယ်အခုလည်းကြောက်သူပြန်ပြီးတော့ပြဿနာရှာလို့ရတဲ့အလှည့်ရောက်သွားဒါပေမဲ့ကံကောင်းသွားတာကျမတို့ဒီနေ့နိုင်ငံသားတယောက်နဲ့တော့စကားပြောပါလားဆိုကျမမပြောတတ်တော့ဘူးဟာဘလို့တွေသူ့ကိုပြောခဲ့မိပါလဲလို့မစင်းစားတတ်တော့ရောက်တာမှ6လတောင်မကြာသေးဘူးစကလုံးတွေကျွမ်းကျင်တဲ့အထဲမှာလည်းမပါဘူးပြောချင်တာကဘာလဲဆိုရင်အဲ့ဒီအချိန်မှာကျမရဲ့စိတ်ဆန္ဒကဒီပြဿနာပြေလည်ဖို့အတွက်အစွမ်းကုန်ထုတ်သုံးပြီးတော့မှဒီလူကိုတောင်းပန်လိုက်တဲ့အချိန်မှာဒီပြဿနာကြီးပြေလည်သွားတာဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာဘာလေးကိုပဲလုပ်အစွမ်းအစလေးပဲဆွဲထုတ်ပြီးတော့လုပ်နေတာလားအဲ့ဒီအစွမ်းကိုအကုန်အောင်ဆွဲထုတ်လိုက်ပြီလားဆိုတာကိုပြန်သုံးသပ်ရမှာကျွန်မလည်းပြန်သုံးသပ်မိတယ်ဒီနေ့ကျွန်မအလုပ်လုပ်နေတာဒီအစွမ်းကုန်အလုပ်လုပ်တဲ့အနေထားမရောက်သေးဘူးလူတိုင်းမှာဒန်းတူညီတူပေးထားတဲ့အခွင့်အရေးသည်အစွမ်းအစလူတိုင်းပိုင်ဆိုင်တယ်
အစလေးပဲထုတ်သုံးနေတဲ့လူတွေဒီတာမန်ဘဝမှာပဲရှိနေလိမ့်မယ်အဲ့ဒီအစွမ်းကိုအကုန်အောင်အစွမ်းကုန်ထုတ်သုံးလိုက်တဲ့အချိန်မှာတော့ဘဝတစ်ခုတိုးတက်ပြောင်းလဲတယ်ဆိုတဲ့အနေအထားကိုရောက်ရှိသွားတာအဲ့ဒီအချိန်တုန်းကလို့ကျမလည်းအစွမ်းကုန်စူးစမ်းတဲ့အထက်မှာမပါသေးဘူးအစွမ်းကုန်စာစူးစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးတော့တိုးတက်ပြောင်းလဲနိုင်တယ်ဆိုတာကိုယ့်ဘက်ကိုလည်းပြန်မြင်လိုက်တယ်ကျမတို့အားလုံးမှာတူညီတဲ့အစွမ်းအစတွေကိုကိုစီပိုင်ဆိုင်ထားတယ်အဲ့ဒီအစွမ်းအစတွေကိုအစလေးပဲသုံးနေတာမဟုတ်ဘဲနဲ့အစွမ်းကုန်ဒီအထိအောင်ထုတ်သုံးပြီးတော့မှစူးစမ်းကြည့်လိုက်ပါကျမတို့ဘဝကအများကြီးတိုးတက်ပြောင်းလဲလာပါလိမ့်မယ်issue အားပေးကြတဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါအောင်မယ်နော်